Hello Arsenal fan ညီကိုမောင်နှမအားလုံးပဲမင်္ဂလာပါကျွန်တော် Arsenal အသင်းအနေနဲ့ဒီနှစ်နွေရာသီမှာဘယ်တောင်မှကစားသမားတစ်ယောက်ကိုမဖြစ်မနေခေါ်ယူမယ်ဆိုတာညီကိုတို့အသိပါပဲเนาะဒါကြောင့်မလို့ကျွန်တော်နီးပြမီခေအာဒီတာအနေနဲ့ Aston Villa အသင်းရဲ့တောင်မှကစားသမား Morgan Roger ကိုခေါ်ယူပေးဖို့အတွက်အသင်းရဲ့ဒီအားကစားဒါရိုက်တာဒီအန်ဒရီယာဘာတာတို့ကိုလည်းတောင်းဆိုထားတယ်လို့ကျွန်တော်တို့သိရတယ် Morgan Roger ဟာဘာစတိုင်းပလီယာသူကLarin right wing ကစားနိုင်တယ်လို့ဒီ AF role မှာလည်းကစားနိုင်တဲ့ဘာစတိုင်းဖြစ်တဲ့ player ဖြစ်တဲ့အတွက်နီးပြမီကေအာတာရဲ့အကြိုက်ကစားသမားတစ်ယောက်လည်းဖြစ်တယ်ပေါ့နော်အကယ်၍ Morgan Roger ကိုမရခဲ့ဘူးဆိုလို့ရှိရင်ကျွန်တော်ဒီနောက်ထပ် plan B ဒီအနေနဲ့က Nottingham Forest ကစားသမားဖြစ်တဲ့ဒီကွင်းလေတိုက်စစ်ကစားသမားဖြစ်တဲ့ဒီဘယ်တော့မှလည်းဆော့နိုင်တယ်လို့ဒီ OD ကတ်တို့နေရာမှာလည်းဆော့နိုင်တဲ့ Morgan White ကိုခေါ်ယူဖို့အတွက် Arsenal အနေနဲ့ခေါ်ယူမဲ့စရင်းတွေကိုထည့်သွင်းထားတယ်လို့လည်းကျွန်တော်တို့သိရတယ်ပေါ့နော် Gilward ကဒီအင်္ဂလန်ကစားသမားအသက်ကအခု26နှစ်ရှိပြီ ball carrying ကောင်းတယ် shot creation ကောင်းပြီးတော့ဒီ under rated player လို့တော့တော်တော်များများသုံးသပ်နေကြတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဒီ Morgan White ကလည်းဒီတကယ်လို့ Morgan Roger မရခဲ့ဘူးဆိုလို့ရှိရင် plan B အနေနဲ့စဉ်းစားထားတယ်လို့ကျွန်တော်တို့သိရတယ် Morgan Roger လောက်တော့ impact ကြီးချင်မှကြီးမယ်ဒါပေမဲ့သူ့အထိုက်လေးရောက်တော့ shot creation ကောင်းလို့ ball carrying ကောင်းတဲ့ဖြစ်တဲ့အတွက်အတိုင်းအတာတစ်ခုတည်းတော့ Arsenal ခေါ်ယူခဲ့မယ်ဆိုလို့ရှိရင်အသင်းအတွက်အထောက်အကူဖြစ်မှာကတော့အသေးချပါပဲเนาะနောက်ထပ်တစ်ယောက်အနေနဲ့ကတော့ Arsenal အနေနဲ့ကွင်းလယ်ပိုင်းမှာဒီ Newcastle ကစားသမား Sandro Tonali ကိုသာမရခဲ့ဘူးဆိုလို့ရှိရင်ဒီခုတန်းဆင်းသွားပြီဖြစ်တဲ့ Western ကွင်းလယ်ကစားသမား Matías Fernandes ကိုလည်းခေါ်ယူသွားမယ်လို့ဆိုပြီးတော့သတင်းတွေထွက်ပေါ်နေတယ်မတီးရဖာနတက်ကဒီခုဒီပေါ်တူဂီကစားသမားအသက်က20နဲ့တနစ်ပဲရှိသေးတယ်သူက progressive ဒီဘောကိန်းလေးကောင်းလို့ progressive ပတ်စင်းနေလဲကောင်းတဲ့ကစားသမားပေါ့နော်သူကဘောက်တူဘောက်ဆော့နိုင်တဲ့ဒန်ဂရိုင်းနဲ့ဆင်တယ်ဆိုပြီးတော်တော်များများဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်တကယ်လို့မတီးရဖာနတက်ကိုဒါအာဆင်နယ်နဲ့ခေါ်ယူမှဆိုလို့ရှိရင်ယူတန်း80ကျော်လောက်ထိဝက်ဆန်တင်းကတောင်းဆိုပွဲရရှိနေဆိုပြီးတော့လဲသတင်းဒီမှာတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်ထပ်တစ်ခါကဒီကျွန်တော်တို့ Arsenal အသင်းနဲ့ဒီတိုက်စစ်ပိုင်းပေါ့နော်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်ဒီအထောင်တိုက်စစ်မှုနေရာအတွက် Atletico Madrid အသင်းကဒီ Julian Alvarez ကိုခေါ်ယူခြင်းနဲ့ဆိုပြီးတော့သတင်းတော်တော်များများဖော်ပြထားတာကိုကျွန်တော်တွေ့ရတယ်အခုအချိန်မှာကခတ်သွားပြီဆိုတာကဒီ Atletico Madrid အနေနဲ့သူတို့ရဲ့တိုက်စစ်ကစားသမားတစ်ယောက်ဖြစ်တဲ့ Norway ကစားသမား Solo ကို Juventus အသင်းနဲ့သဘောတူညီမှုရရှိတာဖြစ်တဲ့အတွက်နောက်ထပ်ကြန့်ရှိနေတဲ့ဒီ Julian Alvarez ကို Atletico Madrid အသင်းအနေနဲ့ရောင်းချပါမလားဆိုတာနည်းနည်းစိုးရင်ပွေအနေထားမှာရှိပြီး Arsenal ခေါ်မယ်ဆိုလို့ရှိရင်ပေါ့လေဂျူလီယန်အေဗာဒက်အနေနဲ့ကလည်းဒီ Arsenal ကအတင်းဒီဆက်သွယ်လာတဲ့အကျိုးပန်းသွားမယ်ဆိုလို့ရှိရင် Arsenal ကိုလာဖို့အတွက်သူ့အနေနဲ့လမ်းဖွင့်ထားဖို့ရှိပါတယ်သူ့ရဲ့ main target အနေနဲ့ဒီပြောကြထားတာမှာသူကတော့ဘာစီလိုနာနဲ့လည်းတော်တော်များများဒီပြောင်းမယ်ဆိုပြီးတော့သတင်းတွေကထွက်ပေါ်နေတယ်ပေါ့နော်ဘယ်လိုပဲဖြစ် Arsenal ကဝေအထုံးနဲ့အရင်နဲ့ Atletico ဘက်ကိုဝင်သွားမယ်ဆိုလို့ရှိရင် Julian Everett ကိုလည်းရနိုင်ပွေရရှိပါတယ်ဗျာနော်နောက်ထပ်ဒီဂျူလီယန်အေဗာဒက်လို့တိုက်စစ်လို့အစီအမျိုးမရဘူးဆိုလို့ရှိရင်တခြားဒီပီတာအော်စီမန်တို့ဘာလို့ပလန် BC ထဲမှာလည်းထည့်သွင်းထားတယ်လို့ကျွန်တော်တို့ကြားသိရတယ်ပြီးတော့ဒီဘုံမော့အသင်းရဲ့လူငယ်ကစားသမားလေးအသက်16နှစ်ပဲရှိတဲ့ကစားသမားလေးနော်ဒီဂျူနီယာခရော်ဘီပေါ့နော်ကျွန်တော်တို့ကိုဒီလုတ်ဖို့မန်ဇီးဒီနဲ့ပွဲမှာကျေးဇူးဆက်သွားတဲ့ဂျူနီယာခရော်ဘီလေးနဲ့လည်းသတင်းကြီးထွက်နေတာကိုကျွန်တော်တွေ့ရဒီကစားသမားလေးလေတေးလန်းရှိတဲ့ကစားသမားလေးအသက်ကအခုအငယ်ပဲရှိသေးတယ်ဒါကြောင့်မလို့အာဒီတာတို့ကလူငယ်ကိုကြိုက်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ကိုလည်းခုံနိုင်ပွဲရှိရဆိုပြီးတော့သတင်းတော်တော်များများမှာဖော်ပြထားတာကိုကျွန်တော်တို့တွေ့ရတယ်ဗျာနော်နောက်ထပ်အနေနဲ့ Arsenal ကထွက်နိုင်ရရှိတဲ့ကစားသမားတွေကတော့အခုဆိုလို့ရှိရင် Liam Trossard ကိုကျွန်တော်ဒီ Basket အသင်းကမနစ်ကလည်းဆက်သွယ်လို့အခုချိန်မှာလည်းဟိုဆက်သွယ်လာတာကိုကျွန်တော်တွေ့ရတယ် Liam Trossard ကိုလိုချင်တဲ့အသင်းအနေနဲ့ Arsenal ဘက်ကပေါင်တန်း20 25တန်းဂျားစီတက်မှတ်ထားတယ်အဲ့ဒီဂျီကိုပေးနိုင်တယ်ဆိုလို့ရှိရင် Leandro Trossard ကိုရောင်းချပွဲရရှိရပေါ့နော်Leandro Trossard ကိုစိတ်ဝင်စားတဲ့အသင်းတွေလို့ဒီ Basket တွေမကဘဲနဲ့ Atletico Madrid ကလည်းစိတ်ဝင်စားတယ်Juventus ကလည်းစိတ်ဝင်စားတယ် Inter Milan ကလည်းစိတ်ဝင်စားပြီးတော့ဒီ Premier League ကလည်းနှစ်သင်းဖြစ်တဲ့ Newcastle နဲ့ Aston Villa တို့ကလည်းစိတ်ဝင်စားတယ်ဆိုပြီးတော့ကျွန်တော်တို့တော်တော်များများတွေးရတယ်ပေါ့နော်နောက်ထပ်တစ်ယောက်ကတော့ဒီ Gabriel Martinelli အသက်24နှစ်သာရှိတဲ့ Brazil သားလေးကိုဒီဘိုင်ယန်မြူးတစ်ကစိတ်ဝင်စားတယ်ဆိုပြီးတော့ကျွန်တော်တွေ့ရတယ်ဘိုင်ယန်မြူးတစ်မကဘဲနဲ့ PSG ကပါစိတ်ဝင်စားတယ်ဆိုပြီးတော့ကျွန်တော်တို့ဖော်ပြလာတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်တကယ်လို့ဂါဘရီယယ်မာတင်နယ်ကိုလိုချင်တဲ့အသင်းနေနေတယ်အသက်ကလည်းငယ်သေးတာမလို့သူပေါင်တန်း90ဝန်းကျင်လောက်ရလို့ရှိရင်တော့အာဆင်နယ်အနေနဲ့စဉ်းစားသွားမယ်လို့တော့ကျွန်တော်ဖော်ပြထားတာတွေ့ရတယ်ဘလို့ဖြစ်အသက်ကငယ်သေးတာဖြစ်တဲ့အတွက်မရလို့ရင်လည်းမယောင်းလည်းဘာမှမဖြစ်ဘူးဆိုတဲ့အာဆင်နယ်ကအဲ့ဒီအရှုံးမျိုးလည်းရှိုးထားတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်ထပ်ကျွန်တော်တို့ဟင်းရဲ့ဒီ
ကယ်ဒမီထွက်ကစားသမားလေးအီတန်ဝန်နဒီကိုစိတ်ဝင်စားနေတဲ့နျူကာဆယ်ရှိရပေါ့နော်အခုဆိုလို့ရှိရင်ထပ်လောင်းအနေနဲ့ဘွန်ဒလီဂါအသင်းကဒေါမွန်အသင်းကပါစိတ်ဝင်စားလာတယ်ဆိုပြီးတော့သတင်းကြီးတက်လာတယ်ဒီအီတန်ဝန်နဒီကိုအာဆင်နယ်အသင်းအနေနဲ့အပိသက်ရောင်းချဖို့ဟာဆိုတာထက်သူ့ကိုအတွေ့အကြုံယူစေဖို့အတွက်တခြားအသင်းကလပ်အသင်းတစ်ခုမှာနျူကာဆယ်ဖြစ်ပေါ့နော်တခြားကလပ်အသင်းတစ်ခုမှာအငှားနဲ့သွားကစားနေတာမျိုးသူတို့ကအလိုရှိနေတယ်။ဘာကြောင့်လဲဆိုလို့ဒီကစားသမားအသက်ကလည်းငယ်ပြီးတယ်တေးလက်ရှိတဲ့ကစားသမားဖြစ်တဲ့အတွက်ကြောင့်အာဆင်နယ်အနေနဲ့တစ်ချိန်ချိန်မှာပြန်ပြီးတော့အသုံးပြုမှလည်းဖြစ်တယ်မဟုတ်တော့ဒါကြောင့်မလို့အီတန်ဝန်နဒီကိုအပြည့်တက်ရောက်ချတာတဲ့ဆာလို့ရှိရင်အငှားနဲ့လက်လွတ်သွားအငှားချထားဖွယ်ရရှိတယ်ဆိုပြီးတော့အတွင်းပိုင်းအာဆင်နယ်အတွင်းပိုင်းသတင်းတွေအရကျွန်တော်တို့သိထားရတယ်ပေါ့နော်။နောက်ထပ်အာဆင်နယ်ကကျွန်တော်တို့ရဲ့တိုက်စစ်မှုဘရာဇီးသားဂါဘရီဂျီဆူးကိုလည်းရောင်းချသွားမယ်လို့ဒီနေ့မှာရောင်းချသွားမယ်ဆိုကျွန်တော်တို့သိရတယ်ပေါ့နော်ဒီဂါဘရီဂျီဆူးကိုကျွန်တော်ဒေးဗစ်မွိုင်းရဲ့အပါတန်အသင်းကစိတ်ဝင်စားနေတယ်တခြားကလပ်အသင်းကြီးတော်တော်များလည်းစိတ်ဝင်စားနေတယ်ဘရာဇီးကလပ်တွေကလည်းစိတ်ဝင်စားနေဆိုပြီးတော့ဖော်ပြလာတာကိုကျွန်တော်တွေ့ရတယ်ဂါဘရီဂျီဆူးကိုအာဆင်နယ်အသင်းအနေနဲ့ပေါင်တန်း20လောက်ရရဆိုလို့ရှိရင်ရောင်းချသွားဝယ်ရှိရဲဒါကိုအပါတန်နီးပြဒေးဗစ်မွိုင်းကလည်းအဲ့ပေါင်တန်း20ကိုပေးပြီးတော့ခေါ်ယူခြင်းနဲ့ဆိုပြီးတော့သတင်းကြီးတက်လာတာကိုကျွန်တော်တို့တွေ့ရတယ်ပေါ့နော်နောက်ထပ်တစ်ပုဒ်အနေနဲ့ကကျွန်တော်တို့ညာဘက်ညာနောက်ခံနေမှာဖြစ်တဲ့ဘန်ဝိုက်ကိုလည်းကျွန်တော်တို့ဒီနေ့နွေရာသီမှာရောင်းချသွားဖို့ရှိပါတယ်ဘန်ဝိုက်ကိုစိတ်ဝင်စားတဲ့အသင်းတွေကတော့ပြည်တွင်းကလပ်ပရီးမီးယားလိဂ်ကလပ်တွေလည်းတော်တော်များပါတယ်ပေါ့နော်ဘန်ဝိုက်ကအခုအင်ဂျူရီဖြစ်နေရဖြစ်တဲ့အတွက်သူ့ကိုခေါ်ယူခဲ့စဉ်ကကျွန်တော်တန်း90နဲ့ဘရိုက်တန်ကခေါ်ယူခဲ့တာအခုချိန်မှာဘန်ဝိုက်ကိုရောင်းမှဆိုလို့ရှိရင်အဲ့လောက်တော့မရဘူးအာဆင်နယ်ဘက်ကတန်း30နဲ့30အထက်ကိုလိုချင်တယ်ဆိုပြီးတော့ဖော်ပြထားတာတွေ့ရဒါပေမဲ့ခုချိန်မှာ injury လည်းဒီလိုကိစ္စဖြစ်တဲ့အတွက်ဘန်ဝိုက်ကိုတန်း30လောက်ပေးပါမလားမပေးလို့ရှိရင်ဘန်ဝိုက်ကတောင်းတအောင်မယ်เนาะဘယ်လိုပဲဖြစ်အဲ့ညာဘက်ခံစစ်ချမ်းမှာအာဆင်နယ်နဲ့နောက်ထပ်ဖြစ်တင်းသွားပွဲရရှိတဲ့ကစားသမားတွေယာထားတယ်လို့ကျွန်တော်တို့သိရတယ်ပေါ့နော်နောက်ထပ်လူငယ်ကစားသမားတွေဘက်ကိုပြန်လိုက်မှဆိုလို့ရှိရင်အာဆင်နယ်အသင်းအနေနဲ့ကPSG နောက်ခံကစားသမားလေးU19အသင်းခေါင်းဆောင်အခုအသက်ကတော့18နှစ်ပဲရှိသေးတယ်เนาะအီမန်နျူအယ်အမ်ဘာဘာကိုပုဂ္ဂိုလ်ဆွေးနွေးနေတဲ့ပုဂ္ဂိုလ်ဆိုင်ရာရတော့အီမန်နျူအမ်ဘာဘာအာဆင်နယ်ဘက်ကိုစိတ်ဝင်စားတဲ့အရေးအယောင်တော့ပြထားတယ်ဒါပေမဲ့ဆွေးနွေးမှုတွေတော့ဆက်လက်လုပ်နေတဲ့အီမန်နျူအမ်ဘာဘာကိုကျွန်တော်တို့အာဆင်နယ်ကဝီလီယံဆာလီဘာကဲ့သို့အသင်းကိုခေါ်ယူပြီးတော့တခြားကလပ်အသင်းတစ်ခုခုကိုတွေ့ကြုံရစေဖို့အတွက်အငှားချတာမျိုးတွေပဲဆက်လုပ်မယ်ဆိုတဲ့လမ်းကြောင်းကိုလည်းပြောပြထားတယ်လို့ကျွန်တော်သိရတယ်ဒီကစားသမားလေးကPSG ရဲ့ Academy ထွက်ကစားသမားလေး Home Ground Player ဖြစ်တဲ့အတွက်ကြောင့်မလို့အာဆင်နယ်အနေနဲ့ခေါ်ယူရမှာသူတို့ရဲ့ training ကြီးပေါ့နော်ဒီကစားသမားလေးပြုစုပို့ဆောင်တဲ့ကြီးအနေနဲ့ပေါင်3သိန်းခွဲဝန်းကျင်ပေးပြီးတော့ free agent နဲ့ခေါ်ဝင်ရမှာလည်းဖြစ်တယ်ပေါ့နော်နောက်ထပ်လူငယ်ကစားသမားလေးLeicester City ကအသက်16နှစ်အရွယ်ညာတောင်မှကစားသမားလေးဂျယ်ရီမွန်ကာကိုလည်းအာဆင်နယ်နဲ့ပုဂ္ဂိုလ်ဆိုင်သဘောတူညီမှုရသွားပြီးအပိသက်စာချုပ်တွေလုပ်ဖို့အတွက်အန်ဒီရဲ့ဖတာတို့ဘိုးဖွဲ့တွေနဲ့ဆွေးနွေးနေရလို့လည်းကျွန်တော်တို့သိရပါတယ်ဗျာနော်ကျွန်တော်တို့နောက်ထပ်ဥရောပကမ္ဘာဖလားပေါ့နော် UEFA ကမ္ဘာဖလားခြေစစ်ပွဲမှာရှင်ပြိုင်တဲ့အာဆင်နယ်ကစားသမားဂိုးသွင်းထားတဲ့ကစားသမား၄ဦးရှိတယ်ပေါ့နော်အဲ့ဒါကတော့Liano Trossard, Kai Havertz, Martin Odegaard နဲ့ Peter Roglic ပေါ့ Peter Roglic ဆိုလို့ရှိရင်တော့Green နဲ့တူတူသေးကြခဲ့တဲ့ရှေ့စမ်းပွဲမှာဂိုးသွင်းထားနိုင်တယ်လို့ Kai Havertz ကလည်းအမေရိကန်နဲ့ကို 1-2 နဲ့နိုင်ငံပွဲမှာဂိုးသွင်းထားပြီးတော့ကျွန်တော်Liano Trossard ကလည်းတူနီးရှားကိုဖိုက်စီးနဲ့နိုင်တဲ့ပွဲမှာဂိုးသွင်းထားတယ်အခုမော်ရိုကိုနဲ့1-1သေးကြတဲ့ပွဲမှာ Martin Odegaard ကဂိုးသွင်းထားပြီးတော့အာဆင်နယ်တိုက်စစ်ကစားသမားတွေကမိခင်ကလပ်နိုင်ငံအသင်းမှာအသီးသီးဂိုးသွင်းထားတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်သိရတဲ့နောက်ဆုံးရအားကစားသတင်းလည်းဖြစ်ပါတယ်နောက်ထပ် update အသစ်တက်လာတာနဲ့အများတော့ဆက်လက်တင်ပြသွားပြပါမယ်နော်ကြည့်ရှုအားပေးတဲ့ညီကိုတယောက်ရှင်းနေတယ်ကိုလည်းအရင်ပဲကျေးဇူးတင်ပါတယ်